ကျွန်တော်ဒီနေ့ review လုပ်ပေးသွားမှာလေးကတော့ Redmi ပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ review လုပ်ပေးသွားမှာတော့အခုဒီလိုလူငယ်ကြားမှာအရင်က hot ဖြစ်နေတဲ့ Redmi Note 15ရဲ့ Cherry Red Edition လေးကို review လုပ်ပေးသွားမှာဖြစ်ပါတယ်။သူ့မှာသုံးပေးထားတဲ့အနီရောင်ကရိုးရိုးအနီရောင်မဟုတ်ပဲ Premium ဆန်ဆန်တကယ်ကိုမျက်စိပရာသာဖြစ်စေမဲ့အနီရောင်မျိုးပဲဖြစ်ပါတယ်။သူ့ရဲ့ design ပိုင်းလေးကိုအရင်ဆုံးကြည့်လိုက်အောင် Xiaomi ရဲ့အသစ်ဆက်ဆက်ထွက်ရှိထားတဲ့ Redmi Titan Structure နဲ့လာတာဆိုတော့အကျန်းလဲခံတယ်လို့ IP68 rating ပါတာကြောင့်ချွေးနဲ့ရည်တံအတွက်လည်းစိတ်ပူစရာမလို 6.7 inch AMOLED display နဲ့လာပြီး P-Bright နဲ့အနေနဲ့ကလည်း3200နှစ်တောင်ပါတာဆိုတော့နေအောင်ထဲမှာပဲ33အိမ်ထဲမှာပဲ33ရုပ်ထက်ပိုင်းအနေနဲ့ကြီးတောင်ရှင်းနေတာကိုတွေ့ရပါတယ်ကင်မရာဘိုင်းမှာဆိုရင်လည်း50 megapixel main camera ကိုအသုံးပြုပေးထားပြီး strength ကိုချစ်ဆက်နေဆိုတော့ရိုက်လိုက်တဲ့ပုံထွက်တိုင်းကစိုးစိုးကြီးကြီးလေးနဲ့အရန်မိုက်တာကိုလည်းတွေ့ရတယ် performance ဘိုင်းကိုထပ်ပြောရမယ်ဆိုရင်လည်း strength ကိုစစ်ကြံ3နဲ့လာတာဆိုတော့ multi testing ပဲလုပ်မလား game ပဲဆော့မလားတော်တော်လေးကို smooth ဖြစ်တာကိုတွေ့ရတယ်။ battery ဘိုင်းအနေနဲ့ကလည်း9800 mAh battery ကိုမှ45 watt နဲ့လာတာဆိုတော့အားလေးခံတယ်လို့အသွင်လည်းမြင်တဲ့အတွက်ကြောင့်မို့လို့ daily use အတွက်အတော်လေးကိုအသုံးဝင်တဲ့ဖုန်းလေးတစ်လုံးပဲဖြစ်ပါတယ်။ budget လည်းအများကြီးမသုံးချင်ဘူး limited ဖုန်းတစ်လုံးမှာကင်ကျင်နေဆိုရင်9သိန်းဝန်းကျင်မှာ Redmi Note 15ရဲ့ Cherry Red Edition လေးကရွေးချယ်လို့အကောင်းဆုံးဖုန်းလေးလုံးပဲဖြစ်ပါတယ်။ Chinese တက်လို့ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့လဲစင်တာဒူရီယာတက်ကရန်ကုန် Mobile Pro မှာလာရောက်အားပေးလို့ရပါတယ်။အားလုံးပဲနောက်ဗီဒီယိုမှာထပ်တွေ့ကြမယ်။